အားလုံးမင်္ဂလာပါအခုကျွန်တော်တင်ပြမယ့်အကြောင်းအရာကတော့ကမ္ဘာကျော်ရုပ်ရှင်မင်းသား Sylvester Stallone လို့ခေါ်တဲ့ကမ္ဘာကျော် Hollywood ရုပ်ရှင်မင်းသားအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။တစ်ချိန်လုံးကစားစရာမရှိတဲ့ဘဝကနေကမ္ဘာကျော် Hollywood ရုပ်ရှင်မင်းသားအဖြစ်နာမည်ကျော်ကြားလာခဲ့သော Stallone ဟာလွန်ခဲ့သောအနှစ်30လောက်ကစပြီးယနေ့တိုင်အောင် Hollywood ရုပ်ရှင်လောကမှာလူကြိုက်အများဆုံးအကျော်ကြားဆုံးမင်းသားတစ်ယောက်ပါ။သူတရုပ်ဆောင်ခဲ့တဲ့ Rocky လက်ဝဲဇလန်တွေ Rambo ပြင်နိုင်စစ်ပြင်တယောက်ရဲ့စွန့်စားခံဇလန်တွေဟာ Hollywood မှာလူကြိုက်အများဆုံးနဲ့ဝင်းဝဲအကောင်းဆုံးရုပ်ရှင်ကားတွေဖြစ်ခဲ့ပါတယ်။ Stallone ဟာရုပ်ရှင်မင်းသားအဖြစ်အောင်မြင်ခဲ့ရုံမကစင်သားကနေကြီးပွားအောင်မြင်သွားသူတွေအကြောင်းကိုအမေရိကန်လူငယ်တွေကိုပြောပြခဲ့တဲ့ဟောပြောပွဲတွေမှာဆိုရင် Stallone ကိုစံပြထားပြီးပြောလို့ရှိပါတယ်။သူ့လိုလူငယ်တွေကိုစူးစမ်းစေချင်လို့ပါ။ Stallone ဟာငယ်ငယ်တုန်းကအတော်လေးဆင်းရဲခဲ့ပါတယ်။ဆင်းရဲပေမဲ့ရုပ်ရှင်မင်းသားအရင်ဖြစ်ချင်ခဲ့တာပါ။အားရင်တယောက်တည်းတရုပ်ဆောင်အမွန်အရာကျင့်တဲ့ Stallone မှာမိန်းမတွေကြားလောက်တဲ့မျက်နှာပေါက်နဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုတော့ရှိတယ်။သူ့ကိုမွေးတုန်းကဆရာဝန်ကမျက်ဆွေးမွေးပေးစဉ်မှာသူ့ရဲ့ဘေဖပါကအကြောတစ်ခုကိုနည်းနည်းထိသွားတယ်သူကြည်လာတော့ဘေဖချန်ကပါဟာနည်းနည်းရွေးသွားတယ်လို့စကားကိုလေပြပြတတ်တွတ်တွတ်လက်လက်မပြောနိုင်တော့ပါဘူးသူပြောတဲ့စကားလုံးဟာဘလုံးမထွေမပီမတဖြစ်နေပါတယ်သူအထက်နဲ့ကြောင်းတက်နေတုန်းအတန်းတစ်ပိုင်းတစားနဲ့ကြောင်းကထွက်လိုက်တယ်ရုပ်ရှင်မင်းသားလှုပ်ရှင်လို့ကြောင်းဆက်မတက်တော့တာပါအသက်25နှစ်အရွယ်မှာနယူးယောက်မြို့ကိုတွားပြီးဟောလိဝုဒ်ကရုပ်ရှင်ကုမ္ပဏီတွေမှာမင်းသားလုပ်ဖို့ရှောက်တယ်ဘေးကုမ္ပဏီကမှမရွေးကြပါဘူးသူ့ရဲ့မျက်နှာပေါက်ခန္ဓာကိုယ်အရှုပ်စားနဲ့သေယုပ်ဆောင်ပညာကိုသဘောကျပေမဲ့စကားကိုပြပြတတ်တတ်မပြောနိုင်တာကြောင့်ငြင်းပယ်ခြင်းခံရတယ်ဒါပေမဲ့ Stallone ကတော့လုံးဝစိတ်တည်းမကြပါဘူး။ဒီနေ့နေ့မင်းသားဖြစ်ဖို့ယူနေလို့ဘာအလို့ကင်မှမလို့ဘူး။အလို့မရှိတဲ့စားစရာလည်းမရှိဘူးပေါ့။ငန်းလွန်းလို့ဒီနေ့မှာသူမိမရဲ့လိုလက်စားတွေကိုခိုးပြီးရောင်းလိုက်တယ်။ရတဲ့ပတ်စံနဲ့စားစရာဝယ်စားရတယ်။ဒါကိုသူမိမသိသွားလို့ Stallone ဟာအိမ်ပေါ်ကမောင်းချခံရတယ်။အိမ်စရာနေရာမရှိလို့ဘက်စကတ်တွေရန်နာတဲ့စကန်ကခုံတန်းလေးမှာ300လောက်တွားအခခဲ့ရတယ်။တရားမှာသူဟာစားစရာမရှိလို့သူမွေးထားခဲ့တဲ့သူနဲ့အမြင်သွားနေကြခွေးလေးကိုအရက်ဆိုင်တစ်ခုနားမှာရောင်းဖို့ဆက်တယ်လူတစ်ယောက်က$25ပေးမယ်ဆိုလို့ရောင်းလိုက်တယ်ခွေးရောင်းပြီးအပြင်လဲမှာသူဟာရှုံးပွေးချငိုတော့တယ်စားစရာမရှိလို့သာရောင်းလာရတယ်သူ့ခွေးကိုသူအမတန်ချစ်တယ်တညနေခင်းစားသောက်ဆိုင်တစ်ခုမှာပြနေတဲ့ TV ကနေလောဝဲပွေးတစ်ခုကိုကြည့်မြင်တယ်လက်ရှိ heavyweight လက်ဝဲရှင်ပြင်မိုဟာမက်အာလီနဲ့စင်ခေါ်သူလဝဲသမားရှဝက်ပနာတို့ရဲ့ထိုးသေးပွေပါဝက်ပနာရဲ့လဝဲစွမ်းရည်အဆင့်ဟာမိုဟာမက်အာလီရဲ့အဆင့်ကိုဘယ်လိုမှမရှင်းနိုင်ပါဘူးဒါကြောင့်ပွေးရှည်15ရှည်အတွင်းဝက်ပနာဟာအာလီရဲ့လက်တိချက်တွေထိပြီးအချင်းချင်းကျန်းပေါ်လေးကျသွားတယ်ဒါပေမဲ့ဝက်ပနာဟာအလေးထိုးခံရပြီးတိုင်းပြန်ထလာတယ်15ချီပြီးသွားချိန်မှာဝက်ပနာဟာအမက်နဲ့ရှုံးသွားခဲ့တယ်စတာလုံးဟာသူအိမ်ပြန်ရောက်တော့ဝက်ပနာရဲ့အနိုင်မကန်ရှုံးမပေးစိတ်တဲ့လေးကျရာကပြန်ထလာတဲ့သူ့ရဲ့ဇွေးသက်တီကိုသဘောကျလွန်းလို့လိုဝဲထိုးပွေးဇညွန်းတပုတ်ကိုဘာမှမစားဘဲနိုင်20ကြာအောင်မနာတဲ့ရေးလိုက်တယ်ဇညွန်းကိုအသေးချပြန်ဖက်ရင်3ရက်အတွင်းအလျှော့တက်လိုက်တယ်ရက်အတန်ကြာမှသူ့ရုပ်ရှင်ဇညွန်းကိုဟောလိဝုဒ်ကရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီကဒါရိုက်တာတွေကိုလိုက်ပြပြီးရောင်းဖို့ကန့်လန့်တယ်ဘယ်သူမှမကြိုက်ကြဘူးနောက်ဆုံးတော့ထုတ်လုပ်သူတယောက်ကစေးဝင်စားလို့ရုပ်ရှင်ရိုက်မယ်လို့ပြောတယ်ဇညွန်းကို$1,200,000ခွေးနဲ့ဝယ်မယ်လို့ကန့်လန့်တယ်စတာလုံးကအဲ့ဒီရုပ်ရှင်မှာသူ့ကိုမင်းသားတင်ရိုက်မှရောင်းမယ်လို့ပြောတယ်ဒါပေမဲ့သဘောတူညီမှုမရကြလို့စတာလုံးကသူ့ဇညွန်းကိုပြန်ယူလာခဲ့တယ်နှစ်ပတ်လောက်ကြာတော့အဲ့ဒီထုတ်လုပ်သူကဇညွန်းကို$2,000,000ခွေးတိတိုးပေးမယ်လို့ကန့်လန့်ပြန်တယ်စတာလုံးကလည်းသူ့ကိုမင်းသားတင်မရရင်မရောင်းဘူးလို့ညင်းတယ်နောက်ဆုံးတော့ထုတ်လို့သူက$3,000,000ခွေးတိတိုးပေးမယ်လို့ပြောပြန်တယ်အဲ့ဒီအချိန်က$3,000,000ခွေးဆိုတာအခုခက်$1,000,000နဲ့ညှိမြပါတယ်စတာလုံးဟာအရင်တိုင်ပြီးမင်းသားမလို့ရရင်မရောင်းဘူးလို့ညင်းနေတော့ပါပဲအဲ့ဒီအချိန်မှာသူ့လက်ထက်မှာငွေ$106ပဲရှိတယ်သူတစ်သက်လုံးအိမ်မက်လာခဲ့တဲ့မင်းသားအိမ်မက်ကို$3,000ခွေးနဲ့မရောင်းဘူးလို့ဆုံးဖြတ်ချက်ချလိုက်တယ်နောက်ဆုံးတော့ထုတ်လို့သူကစတာလုံးကိုမင်းသားဖြစ်တင်ရိုက်ဖို့သဘောတူလိုက်တယ်ဒါပေမဲ့ဇညွန်းကို$3,000ခွေးပဲပေးမယ်တရုတ်ဆောင်ကတပြားမှမပေးဘူးလို့ပြောတယ်စကားကိုပြပြတတ်တတ်မပြောတတ်တဲ့လူကိုမင်းသားနေရာကရိုက်ရင်ရှုံးမှတေချာတလို့ရှိတာမို့ဈေးကိုမတင်တဆနိုင်ပေးလိုက်တာပါစတာလုံးကတော့သူ့ကိုမင်းသားအဖြစ်တင်ရိုက်မယ်ဆိုတော့လက်ခံလိုက်တယ်
အဲ့တော့1986ခုနှစ်မှာသူ့စညုံကိုဒေါ်လာ1သန်းအကုန်ကျခံပြီး28ရက်နဲ့အပြည့်ရိုက်တယ်ဇက်ကနာမည်က Rocky ပါဇလန်ကတားတဲ့ယုံမှာအလုံးလုံးနေတဲ့လူတစ်ယောက်ကနေကမ္ဘာလာဝဲရှင်ပြန်ဖြစ်လာပုံကိုရိုက်ထားတာပါသူချိန်ထိမှာသူ့ခွေတောင်ထေးရိုက်သေးတယ်စတာလုံးရဲ့တရုပ်ဆောင်ကောင်းတာရေးဇလန်ဇက်ကွကောင်းတာတွေကြောင့် Rocky ရုပ်ရှင်ကဟာအရင်အောင်မြင်သွားတယ်ယုံတင်ရဲ့တပတ်အတွင်းမှာပဲဒေါ်လာသန်း300နီးပါးဝင်ငွေရခဲ့တယ်အခုခေတ်နဲ့ဆိုရင်ဒေါ်လာ1ဘီလီယံလောက်ရှိမှာပါ Rocky ရုပ်ရှင်ကဟာအော်စကာဆုကြီး3ဆုဇက်ကာဆုဒါရိုက်တာဆုနဲ့ဇညုစုရသွားလို့စတာလွန်ဟာလေအော်စကာမင်းသားစုနောက်ဆုံးစကားတင်အစီမှာပါခဲ့ပါတယ်သူလည်းကဘာကြောင့်မင်းသားတစ်လက်ဖြစ်သွားတဲ့ပြင်ရုပ်ရှင်ကအမြင့်ငွေတွေမှာအကျိုးခံစားခွင့်ငွေတွေရလို့တထေးတယောက်ရှင်းရှင်းဖြစ်သွားခဲ့တယ်စတာလွန်ဟာနောက်ပိုင်းမှာရုပ်ရှင်ထုတ်လုပ်သူဒါရိုက်တာမင်းသားနေရာတွေမှာအားလုံးမှာလည်းအောင်မြင်မှုတွေရခဲ့ပါတယ် Rocky ကအောင်မြင်သွားလို့နောက်ထပ် Rocky ဇလန်တွေစတာလွန်နဲ့ပဲဆက်ရိုက်တယ် Rocky 5အထိရောက်တယ်အားလုံးအောင်မြင်ခဲ့တယ်နောက်နေ့အနည်းငယ်ကြာမှRambo First Blood ပြင်နိုင်စစ်ပင်တယောက်ရဲ့စွန်စားခဲရုပ်ရှင်ကိုစတာလုံးပါဝင်တရုပ်ဆောင်ရိုက်ခုပြသခဲ့တာလေအရင်အောင်မြင်သွားလို့ Rambo 6ကအတိရပြင်တယ်အခုအသက်80နီးပါးရှိပြီဖြစ်တဲ့စတာလုံးဟာ Hollywood ရုပ်ရှင်ကားတွေမှာတရုပ်ဆောင်နေစေပါပဲတကယ်လို့The Stallone ဟာသူ့ဇညုံကိုမင်းသားမလုပ်တော့ပဲဒေါ်လာ3သိန်းခွေနဲ့သာလက်ခံလိုက်ရင်သူ့တစ်သက်လုံးဖြစ်ရှင်နေတဲ့သူ့အိမ်မက်တိကရုပ်ရှင်မိသားဖြစ်လာပါမလားတွေးစရာပါလူတိုင်းမှာအိမ်မက်ကိုယ်စီရှိကြတယ်ဘဝမှာလှုပ်ချင်တာဖြစ်ရှင်တာလေးတွေစိတ်ကူတာလူတွေရှိတယ်အဲ့ဒီအိမ်မက်စစ်ကူတွေအကောင့်သေးပေါ်ဖို့ကြောက်နေမယ်တွေးဝေနေမယ်ဒုံဆိုင်နေမယ်ဆိုရင်စားစရာမရှိတဲ့ဘဝကနေအောင်မြင်ကြော်ကြားသွားတဲ့စတာလုံးလိုလူမျိုးအကြောင်းကိုတတိယလိုက်ပါလို့ပြောကြရင်ညီကုန်းချုပ်လိုက်ပါတယ်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါကျေးဇူးတင်ပါတယ်